ကမ်ပဏီပေါ်မှာ loyal ဖြစ်တယ်ဆိုရာထူးကြီးတာနဲ့မဆိုင်ဘူးကျွန်တော်ဒီ Novotel Hotel ဝယ်တော့ကျွန်တော်ကာသမားတယောက်ရုံးမှာ16နှစ်လောက်ရှိပြီမောင်းအဲ့တယောက်ကကျွန်တော်ပြောတယ်ဒါမှငါတို့ဥက္ကဋ္ဌကွာဒါငါတို့ဥက္ကဋ္ဌဝယ်ထားသူ့စိတ်ထဲမှာပီတိတွေဖြစ်နေဒီကာသမားဒါကိုသူ့အနေနဲ့ pride တစ်ခုအနေနဲ့သတ်မှတ်တယ်လူကသာကာသမားဆိုပေမဲ့ကမ်ပဏီပေါ်မှာသူ့ရဲ့တစ္ဆာရှိမှုသူကမ်ပဏီပေါ်မှာတန်ဖိုးထားမှုကိုယ့်ရဲ့အလုပ်ရှင်ပေါ်မှာသူစေတနာထားတဲ့ဟာဆိုတော့ကြတော့သူကကိုင်းကျုံမိဂျုံကိုင်းမိပဲကိုယ်စေတနာထားရင်သူပြန်လာမှာဆိုတော့ကြတော့အဲ့တော့ကျွန်တော်တို့ကယာရုနဲ့မူတည်ပြီးတော့မှတစ္ဆာရှိခြင်းမရှိခြင်းနဲ့မဆိုင်ဆိုတော့အဲ့လို loyal ဖြစ်တဲ့လူတွေနောက်ပြီးတော့ကိုယ်ကမ်ပဏီကိုချစ်တဲ့လူတွေကို trust လုပ်လို့ရတဲ့လူတွေအများကြီးရှိရတော့ကမ်ပဏီတွေအရန်ကောင်းတယ်ကျွန်တော်လည်းအချွေးတွေအများကြီးပါ debt to equity ratio က25 to 30% လောက်မှရှိတယ် margin ရဆိုရင်ဒီလို financing cost နဲ့ကျွန်တော်တို့ cover မဖြစ်ဘူးကျွန်တော်တို့ပြီးခဲ့တဲ့နှစ်ကဆိုရင်ဒါပွင့်လေးပြောရင်ကျွန်တော်တို့11 million လောက်ရှုံးတာ mass group က financial sector ဘက်ကနည်းနည်းမြတ်တယ်ဆိုတော့အမြဲတမ်းအောင်မြင်နေတဲ့အဆင်ပြေတယ်လို့ကျွန်တော်တို့ပြောလို့မရဘူးဆိုတော့ကြာဆုံးချိန်ရှိတယ်တက်တဲ့ချိန်ရှိတယ်မြင့်တဲ့ချိန်ရှိတယ်ဒါနဲ့ကိုကကိုခံနေရှိဖို့ပဲလိုတာဆိုတော့ကိုဘယ်လိုသွားမလဲဘယ်လိုပုံစံစဉ်းစားမလဲကျွန်တော်ငယ်ငယ်တုန်းကဆိုရင်ကျမ်းပြင်မှာလဲအိမ်နေပြီးနောက်နေ့ငါဘာဆက်လုပ်ရမလဲဆိုတာမျိုးစဉ်းစားရတာမျိုးတွေအများကြီးကြုံမှုသလိုတင်းမောမှာလှုပ်ရှားတုန်းကလည်းငါတကယ်လို့သာမရခဲ့ရင်ငါဘာဆက်လုပ်ရမလဲဆိုတာပြန်စည်းစရာလေရင်ကားအောင်မရှိဘူးရှင်းပြောရင်တော့ overstay နဲ့နေပြီးရင်ချိန်နိုင်ရိုက်ခံဒါပဲရှိရင်ဆိုတော့ကျွန်တော်တို့ကဟိုပေါ့အစိုးဆုံးချိန်တွေကိုအများကြီးကြော်လာပြီးတော့မှဖြတ်လာဒါနဲ့ကျွန်တော်ထင်တာတော့ဟိုပေါ့နော်စိတ်ပဲပေါ့ကိုယ်စိတ်ကတီတီငြိမ်ငြိမ်နဲ့ဒါကိုဘယ်လိုကြော်မလဲဘယ်လိုစဉ်းစား3,300နဲ့8,000ကျော်သေးတာမှာ9,600ကလာဘုဒ္ဓတစ်မျိုးတည်းသေးတာလူ9,600မျိုးတစ်မျိုးတည်းမှသေးတာစဉ်းစားလိုက်တဲ့အခါကျတော့ကန်ဆိုးလို့သေးတယ်ဆိုပြင်လည်းကျွန်တော်တို့ဆင်းရဲလို့သေးတာအများကြီးပါတယ်ကျွန်တော်ဆင်းရဲတယ်တိညံနေတယ်နောက်ကျွန်တော်တို့အိမ်တွေကဝလုံးလေးတွေနဲ့ကမ်းပေးမှာစောက်ပြီးနေတယ်တုံတစ်သားရင်တောင်းဆိုတော့မသေးဘူးဆိုတော့ကျွန်တော်တို့ရဲ့ဆင်းရဲတဲ့ဒဏ်ကကျွန်တော်တို့ရဲ့အတိညံနေတဲ့ဟာတွေကကျွန်တော်တို့ခါးစည်းခံရရတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့အဲ့တုန်းကတက်နေတယ်မြတ်ကျွန်တော်တို့ဝိုင်းလုပ်တယ်ရှိသမျှအဖွဲ့အစည်းတွေနဲ့ကျွန်တော်တို့ကူညီရတယ်နောက်ဆုံးပိတ်ကျွန်တော်အနေနဲ့ပေါ့နော်ဒီနောက်ဆုံး UNICEF တို့ဘာလို့နဲ့ပါပေါင်းပြီးတော့ကျွန်တော်တို့အိမ်ဆောက်အကုန်လုံးပြောင်းပြီးတော့ကျွန်တော်တို့ကူညီပေးခဲ့တယ်ပေါ့အဲ့တော့ကျွန်တော်တို့ Nugget နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒါပေမဲ့ဘာဖြစ်သွားလဲဆိုတော့ Nugget ဖြစ်ပြီးတော့ကျွန်တော် sanction ဖြစ်တယ်ဒါကျွန်တော် just sharing မှာလူဘဝဟိုမချိမဆန်အခက်အခဲတွေခြုံရမှာပဲဘာလို့လူတွေလည်းဘယ်သူမှကိုယ့်အကောင်းပြောမှာမဟုတ်ဘူးနော်ဒီကောင်တွေခွင့်ရလို့သွားလှုပ်တာပါဘာမှလှုပ်เสียမရှိဘူးကျွန်တော် AR တိုင်းသားကျွန်တော်ဒေသလူ3သိန်းလောက်သေးတယ်ကျွန်တော်ဘယ်လို့မှပြစ်မထားနိုင်ဘူးကျွန်တော်လုံနိုင်တာသွားလှုပ်တယ်လုံးနိုင်တာသွားလုပ်တယ်ကျွန်တော်လှုပ်ထားလုပ်ပေးတယ်သို့တော်လည်းကျွန်တော်အဲ့ဓာတ်ပုံတွေမှာတော်တော်များများရဲ့လူကြီးပုံတွေနဲ့ကျွန်တော်တို့ပုံတွေတွဲပါတဲ့အတွက်အဲ့ဒါတွေပုံမှာကြည့်ပြီးတော့နိုင်ငံတကာ H ကိုဝင်လို့မရဘူးဒီလူတွေကြောင့်မလို့ဒါတွေဖြစ်တယ်ဆိုတော့အဲ့ဒါနဲ့ကျွန်တော် sanction ဖြစ်တယ်အဲ့တော့ sanction ဖြစ်ပြီးကျွန်တော်တနေ့မှတော်တော်များများကျွန်တော်အိတ်မပြောဘူးဘာလို့ကျွန်တော် international မှာကျွန်တော်ကအဲ့အချိန်မှာစဝင်နေပြီအဲ့တော့ sanction ဆိုတဲ့ဒဏ်နဲ့ international မှာ email မရှိအဲ့တော့ကျွန်တော်ကအားလုံးလည်းလူငယ်တွေကိုမှာသေးချင်တာက business တစ်ခုလုပ်မယ်ဆိုရင်တော့ reputation မထိအောင်အမြဲတမ်းစူးစမ်းပါ